ဇလန်လေးရဲ့အစမှာတော့ဂျယ်ရီရဲ့ကိုဖြစ်သူစတီဆိုသူဟာအင်ကိုရောက်နေခဲ့ပြီးမိသားစုနဲ့လည်းအဆင်ပြေနေပါတယ်ကလေးတွေကလည်းဦးလစ်စတီကိုချစ်နေကြသလိုအကုန်လုံးနဲ့လည်းအဆင်ပြေနေပေမဲ့ရစ်ကတော့စတီဆိုတာကိုမသိပါဘူးဒါကဘယ်အကောင်လဲဘာလို့အိမ်မို့ရောက်နေရလဲတွားမိနေပြီးဂျယ်ရီရဲ့ကိုဖြစ်ကြောင်ရှင်းပြနေရပါသေးတယ်ဒီအိမ်ကိုရောက်နေတာကလည်းတနစ်ကျော်ပြီးကိုအခုထိမသိသေးဘူးလားဆိုကဝိုင်းဟားနေတော့မှပဲရစ်ဟာဂန်းနဲ့ထုတ်စော်ပါတယ်တကယ်တော့စတီဆိုတာဟာဘယ်တော့မှမရှိခဲ့ပဲအာကာသကပ်ပိုးတစ်ကောင်မှာလူတို့ရဲ့မှတ်ညံတွေကိုဝင်ရောက်ပြီးမှတ်ညံအတုတွေကိုရိုက်သွင်းကဖြန့်ကျက်နေထိုင်ပါတယ်ဘယ်တော့မှမရှိခဲ့တဲ့လူတစ်ယောက်ကိုတကယ်ရှိခဲ့သလို brain wash လုပ်လိုက်ပြီးမိကိုစားတော့ကဂျိုးတွေကိုလိုက်သိမ်းကြပါတယ်ဒီကောင်တွေဟာအာကာသထဲမှာပြန့်လွင့်နေကြတဲ့ကပ်ပိုးတွေဖြစ်တဲ့အကြောင်းရှင်းပြလိုက်ပါတယ်ရစ်စီမှာလည်းလက်ထောက်ကောင်လေးပူပီဘတ်ဟိုးဆိုတာလေးရှိနေပြီးရစ်ကိုကူညီပေးနေခဲ့ပါတယ်နောက်တော့အိမ်သားတွေကိုရေတွက်က6ဦးဆိုပြီးနေရာမှာရေးထားပါတယ်ကပ္ပမိုးတွေကထက်ရှိနေသေးတာမို့ထပ်တိုးလာရင်တက်ပြစ်မှာဖြစ်ပြီးအိမ်ကိုလည်းအကာရံတွေနဲ့အုပ်ပြစ်လိုက်ပါတယ်ပူပီဘတ်ဟိုးကလည်းအိမ်ထဲမှာပိတ်မိနေတဲ့ခန်းစားချက်ကဟောသွားကြည့်တော့ကဓာတ်လေကားထဲမှာပိတ်မိနေတယ်လို့ပဲဆိုကအတိတ်ကိုပြန်တွေးနေပါတယ်ဓာတ်လေကားထဲကိုပိတ်မိနေတော့ကနစ်ကီဆိုတဲ့လူကကူညီခဲ့တာဖြစ်ပြီးအဲ့ဒီလူဟာအိမ်ကိုရောက်လာခဲ့ပါတယ်အင်တကားတွေကိုအကုန်ပိတ်ထားတာကိုနစ်ကီကထပ်ရောက်လာတာမို့ရစ်ကလည်းတန်ရဝင်လာပါတယ်။ဒါကြောင့်လက်မောင်းကိုတနက်နဲ့ပြလိုက်တဲ့အခါမှာတော့ကပ်ပါကောင်ဖြစ်နေပါတော့တယ်။ကပ်ပါတွေဟာလူတွေရဲ့အတွေးကနေတဆင့်မရှိတာကိုအရှိရလုပ်ပြီးပေါ်လာတာမျိုးပါ။အခုလည်းနာစီသင်္ဘောပေါ်မှာပိတ်မိနေတော့ကအချောင်းကိုပြောမိကြပြီးသူတို့ကိုလာခဲ့တဲ့ဘရူးဂတ်ဆိုတာကိုသတိရသွားပြန်ပါတယ်။ဒါကြောင့်အိမ်တော်ထေးဖြစ်ပေါ်လာပြီးသူတို့နဲ့တသက်လုံးရှိခဲ့သလို brain wash ပစ်လိုက်ပါတယ်။6ဦးဆိုပြီးနေရာမှာရေးထားပေမဲ့အမားမှန်တော့မသိရတော့ပဲသွေးသမျှလူတိုင်းဟာအပြင်မှာထပ်တိုးလာနေပါတယ်။ဂျယ်ရီကလည်းစလီပီဂရေးဆိုတဲ့လူကိုတွေးမိပြီးအဲ့ဒီလူကိုဘက်ရဲ့ယောက်ျားအဖြစ်စိတ်ကူးရင်လိုက်ပါတယ်။ဒါကြောင့်ဘက်ရဲ့ယောက်ျားဟာစလီပီဂရေးဆိုတဲ့ကောင်ဖြစ်လာခဲ့ပြီးအကုန်တလွဲတွေစတင်มาတော့တယ်။နောက်တော့ပေါက်ကရတွေရှောက်တွေးမိကြပြီးဒိုင်နိုဆောတွေတရေကောင်တွေပါပေါ်လာပါတယ်။လူတွေရဲ့စိတ်ဟာတစ်စက္ကန့်ကိုထောင်ပေါင်းများစွာတွေးနေတာမို့အတွေးထဲမှာရှိသမျှအကောင်တွေဟာနေရာဝင်ယူကြပါတယ်။ဒါကြောင့်ပဲလူတွေအများကြီးဖြစ်လာခဲ့ပြီး10ကောင်ထိကိုဖြစ်လာခဲ့ပါတော့တယ်။ရစ်ကတော့6လို့ရေးထားပေမဲ့10ယောက်ဖြစ်နေတာကိုသဘောမကျပဲ4ယောက်ကကပ်ပါကောင်ဆိုတာထပြောပါတယ်။ဒါပေမဲ့လည်း10ယောက်လုံးကသူနဲ့တိနေပြီးတဘဝလုံးတူတူနေခဲ့တယ်လို့အုံနောက်ကိုဆေးခံထားရတာမို့ဘသူကကပ်ပါလဲဆိုတာမသိနိုင်တော့ပါဘူး။6ကလည်းကိန်းကနန်10ကလည်းကိန်းကနန်အကုန်တူတူပါပဲဆိုတာပြစ်ထားလိုက်ပါတယ်။ဆမရဲ့ငယ်ဘဝအိမ်မက်ဖြစ်တဲ့ Rainbow Land ကိုတွားကျင်ခဲ့တဲ့အကြောင်းမိသားစုကိုပြောပြနေခဲ့မိပါတယ်။ Twinkle Star တွေကာတွန်းဆက်ကောင်တွေချစ်စရာချီပီရုပ်လေးတွေနဲ့ပြောစရာကောင်းတယ်လို့တွေးလိုက်မိပြီးအဆိုပါကောင်လေးတွေဟာအပြင်ကိုရောက်လာကြပြန်ပါတယ်။ဆမကိုကပ်ပါကောင်ဖြစ်တန်တရားဝင်နေပေမဲ့လည်း Twinkle Star တွေကရှိနေတာမို့ဘသူကကပ်ပါလဲဆိုတာခွဲမရတော့ပြန်ပါဘူး။ရစ်ကလည်းဆမကိုကပ်ပါကောင်ထင်နေပြီးဂန်နဲ့လိုက်ဆော်နေတာမို့ Sleepy Grey ကဝင်တားရပါတယ်။ဆမဟာသူ့ရဲ့သမီးဖြစ်ပြီးဘက်ကလည်းသူ့ရဲ့မိန်းမစုကထင်အောင်ထင်မှားတွေလုပ်ပြပါတယ်။အသားကင်စားတော့ကအချိန်တွေကိုတတိယဇမ်းပါဆိုကဇလန်တစ်ပုတ်ကိုထွန်ပေးလိုက်ပါတယ်။ဆာမူရိုင်းတွေဖားမရိုဘော့တွေပါထပ်တိုးလာပြီးရစ်ကလည်းအသားကင်စားတော့ကဆိုရဲ့ဇလန်ကိုပြန်တွေးလိုက်မိပါတယ်။ပွဲထဲကိုလာတဲ့ဧည့်သည်တွေစိတ်ကူးတွေအတွေးတွေဟာထောက်ပေါင်းများစွာဖြစ်လာခဲ့ပြီးတအိမ်လုံးမှာလည်းကပ်ပါတွေနဲ့ပြည်လာခဲ့ပါတယ်။သူကကပ်ပါလဲဆိုတာကိုမသိအောင်အုံနောက်ဆေးခံနေရတာမို့ဘသူကိုပြည့်ရမှန်းလည်းမသိတော့ပါဘူး။အိမ်ကိုလည်းထွက်လို့မရအောင်ကာထားတာမို့ကပ်ပါတွေကလည်းအပြင်ကိုထွက်လို့မရတော့ပါဘူး။ဂျယ်ရီကတော့ Sleepy Grey ကိုခေါ်တော့ကငါမှမင်းနဲ့ပြေးနေတဲ့အမှတ်တရတွေကြီးပဲရှိတဲ့အကြောင်းသွားပြောပါတယ်။ငါကကပ်ပါလားမင်းကကပ်ပါလားဆိုတာကိုမသိပေမဲ့ငါတို့ဖြိုရလေးတွေရှိခဲ့ဘူးတဲ့အကြောင်း Sleepy Grey ကလည်းရှင်းပြလိုက်ပါတယ်။ဖြိုပေးသားထွက်ရင်လည်းတင်ထူခဲ့တာတွေကိုဂျယ်ရီရဲ့မှတ်ညံတွေကိုရိုက်ထည့်ကသူတို့က LGBT တွေဖြစ်တဲ့အကြောင်းကိုပါကပ်ပါကောင်တွေကလည်းရစ်ရဲ့တနက်ကိုဝိုင်းလူကြပြီးအင်ကိုအကာရံတွေဖယ်ပေးဖို့ဝိုင်းပြောကြပါတယ်။မိသားစု6ယောက်ရှိတာကိုသိပေမဲ့ဘယ်ကောင်ကကပ်ပါလဲဆိုတာကိုမမှတ်မိတဲ့ရစ်ကလည်းကပ်ပါကောင်တွေဖမ်းတာကိုခံလိုက်ရပါတယ်။ရစ်ပြောမှုတဲ့လက်သုံးစကားတွေကိုလည်းကပ်ပါကောင်တွေကရွတ်ပြနေကြပြီးအဲ့လိုပြောတယ်လားဆိုကဝိုင်းမေးကြပါတယ်။ဘက်ကပါသူ့ဖေကိုတန်တရားဝင်လာပြီးခမရကဘလူးလဲတွေသွားလုံနေပါတယ်။ကပ်ပါကောင်တွေရဲ့အုံနောက်စီးတာကိုခံလိုက်ရပြီးရစ်ကိုပါကပ်ပါကောင်ဖြစ်မှတ်ညံရိုက်သွင်းလိုက်တာဖြစ်ပါတယ်။မူတီကိုတိုင်ကပါရစ်ကိုမသိတော့ပဲခန်းနဲ့ထုတ်စော်တော့မှာပါ။မူတီကလည်းရစ်ကိုဂိုထောင်ထဲခေါ်လာခဲ့ပြီးသူ့အနေနဲ့အဖိုးအစ်တူမသိပေမဲ့မသိချင်ရင်တော့တကားဖွင့်ပေးဆိုကချင်းချောက်ပါတယ်။ရစ်ကလည်းငါလည်းအုံနောက်ကိုဆေးခံထားရတာမို့ကောင်းကောင်းမမမိပေမဲ့မင်းကတော့ချီတော့ပဲဆိုကပြန်អော်ပါတယ်။စိတ်ဆိုးသွားတဲ့မူတီကလည်းရစ်ကိုပြစ်တော့မယ်ထင်ထားပေမဲ့ဘေးကကောင်ကိုသာပြစ်လိုက်ပါတယ်။ဘေးကနောက်တစ်ကောင်ကိုပါထပ်ပြစ်လိုက်ပြီးအဖိုးနဲ့ပတ်သက်တဲ့အမှတ်တရတွေကိုမှတ်မိပြီးဆိုကရစ်ကိုပြောလိုက်ပါတယ်။ရစ်ကတော့မူတီကနန်းကြိုက်ခံနေရတဲ့အချိန်ဖွင့်ကြောင်နေတာတွေမီးနဲ့မှုတ်ခံရတော့အိပ်ပျော်နေခဲ့တာတွေဂျိုးသားတွေဖမ်းတာကိုခံရတဲ့ချိန်ဆေးတွေပဲယူသားခဲ့တာတွေနဲ့ကောင်မလေးတွေရှိမှအဆက်ခွဲခဲ့တာတွေကိုပြန်တွေးနေမိပါတယ်။ရစ်ကလည်းမှတ်ညံတွေကိုပြန်ရနေပြီမို့လှုပ်ဝက်ခန်းတွေကိုထုတ်ပေးကကပ်ပါတွေကိုပြင်းဖို့ပြင်ကြပါတယ်။အမှတ်တရကောင်းကောင်းလေးတွေမပြောနိုင်တဲ့ကောင်တွေကိုပြစ်မှာဖြစ်ပြီးပထမဆုံးအနေနဲ့ရေကက်တက်တာကိုစပြောခိုင်းပါတယ်။ပတ်သက်ရှိတဲ့အတိုင်းရိုလာကိုစတာစီးတော့ငါလို့ပြောလိုက်တာမို့ဘယ်ရေကက်တက်တာကမှရိုလာကိုစတာမစီးဘူးဆိုကပြစ်ခံလိုက်ရပါတယ်။ဆမ်မကိုတော့မိုတီကမှတ်မိသွားပြီးသူရေဖြန်းနေတော့မှဘောကိုကန်ခံရခဲ့ဘူးလို့ပါ။ဒါကြောင့်ဆမ်မကိုလည်းခန်းနေပေးလိုက်ပြီးဘက်ကိုလည်းမေးပါတယ်။ဆမ်မကတော့ဘက်နဲ့အမှတ်တရတွေရှိနေပြီးကျောင်းဖို့ခိုင်းတော့ကပလင်းနဲ့ရိုက်ခံခဲ့ရလို့ပါ။ကောင်းကောင်းမှတ်မိသွားတဲ့ဘက်ကိုလည်းခန်းနေပေးလိုက်ပြီးကပ်ပါကောင်တွေကိုပြင်းကြပါတယ်။ဒီလိုနဲ့ပဲဆမ်မရစ်ဘက်နဲ့မိုတီတို့ကလည်းကပ်ပါတွေကိုပြင်းကြကမှတ်ညံတွေကိုစုစည်းကြပါတော့တယ်။
ဆမ်မရဲ့မှတ်ညံထဲမှာတော့မိဖို့ကြောင့်ထဲမှာမိုတီဟိုဝါလုံးနေတာတွေပါပေါ်လာခဲ့ပြီးမှတ်ညံတွေလည်းပြန်ရလာခဲ့ပါတယ်ကပ္ပားကောင်တွေကိုလည်းတော်တော်များများပြင်းခဲ့ပြီးမို့ကျန်နေသေးတာတွေကိုလက်ဆက်တက်ပါတယ်ဘက်ကလည်းဂျယ်ရီနဲ့စလီပီဂရေးဖတ်နေတာကိုမြင်နေတာမို့တကောင်ကိုရှင်းရပါတယ်ဂျယ်ရီနဲ့ပတ်သက်ပြီးအယူလိုက်တုံးကမကယ်ခဲ့တာကိုသတိရသွားပြီးစလီပီဂရေးကိုတပ်ပစ်လိုက်ပါတော့တယ်ဂျယ်ရီကတော့သူ့ရဲ့ကိုတေသွားတာမို့သူပါတေပြားစီတွေလုံနေခဲ့ပါတော့တယ်အကုန်လုံးကိုလည်းတက်လိုက်ပြီးကပ္ပားကောင်တွေကလည်းရှင်းသွားပြီးမို့ညစာစားကြပါတယ်အာကာသတွေကပြန်လာတိုင်းလက်ကိုတေချဆေးဖို့နဲ့ဖြစ်နိုင်ရင်တော့ရေပါချိုးဖို့ဆိုတာရစ်ကမှားနေခဲ့ပါတယ်။ရစ်ရဲ့လက်ထောက်လေးပူစီဘက်ပီကလည်းအဝင်ချောင်းနေတော့ဘက်ကခန်းနဲ့ထုတ်စော်ပါတယ်။တကယ်တော့ကပ္ပပိုးထင်လို့ပြစ်လိုက်တာဖြစ်ပြီးတကယ်စစ်ဖြစ်နေတာမဟုတ်ပူပီဘက်ပီဆိုတဲ့ကောင်လေးရှော့သွားခဲ့ပါတော့တယ်။ပူပီဘက်ပီဟာစီဇန်2မှာစတင်မိတ်ဆက်လာတဲ့ဇက်ကောင်ဖြစ်ပါတယ်။ဒီနေရာလေးမှာပဲဇလန်လေးဟာပြီးဆုံးသွားပါတော့တယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်ကတော့ဒေဝပါ။ကျွန်တော်လက်ရှိဖွင့်နေတဲ့တင်တန်းလေးကိုထပ်မံမိတ်ဆက်ပေးကြပါတယ်။ယနေ့ခေတ်မှာကပတ်စစ်အင်ကန်တစ်ခုခုရှိမနေဘူးဆိုရင်ရက်တီဖို့ခဲရပါတယ်။ပတ်စစ်အင်ကန်ဆိုတာကတော့အလုပ်တွေအများကြီးလုပ်နေစရာမလိုပဲအိတ်နေရင်အောင်ငွေဝင်တာမျိုးကိုဆိုလိုတာပါ။အခုနောက်ပိုင်းမှာတော့ social media ခေတ်ကိုရောက်လာတာနဲ့အမျှငွေရှာရတာကလွယ်ကူလာပါတယ်။ personal branding မဲ့ထောင်မလား video editing မဲ့လုပ်မလားကျွန်တော်တို့ကိုဝါသနာပါတဲ့ recap လေးတွေကို copyright လွတ်အောင် YouTube ကနေအင်ကန်တစ်ခုရအောင်ရှာမလားအဲ့လိုလုပ်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့တင်တန်းလေးကအချိုးပြပါလိမ့်မယ်။ဘာတွေတင်မလဲဘာတွေ shareလုပ်ပေးမလဲဆိုရင်တော့အဓိကက recap editing နည်းကိုပါကျွန်တော်တင်တန်းကိုလာ join တဲ့လူတွေထဲမှာကြောင်းတက်နေတဲ့ကလေးတွေတောင်ပါပါတယ်ကျောင်းတစ်ဖက်နဲ့ anime လေးတွေကို recap လုပ်ချင်လို့ YouTube ကနေငွေရှာချင်လို့ဆိုတဲ့ကလေးတွေဖြစ်နေပြန်ပါတယ် recap ရဲ့အဆင့်၄ဆင့်ဖြစ်တဲ့အကြည့်ရေးသွန်း edit ဆိုတဲ့၄ချက်ကိုပိုင်နိုင်အောင်ဗီဒီယိုနဲ့တကွရှင်းပြထားတဲ့အပြင်နားမလည်ရင်လည်းအချိန်မရွေးလာမေးလို့ရပါသေးတယ် script ရေးနည်းအခြေခံတွေ video editing နည်းတွေ YouTube policy တွေကိုအသေးစိတ်လေ့လာရမှာပါ YouTube monetization တွေ YouTube channel တစ်ခုကိုကိုင်တွယ်နည်းတွေကို lifetime plan နဲ့သင်ပေးမှာဆိုတော့စိတ်ဝင်စားရင်ယခုပြထားတဲ့ Telegram user name လေးကို highlight ရုံပါပဲတင်တန်းချင်းအနေနဲ့ကတော့9000ကျပ်ပဲကြားတင်ပါမယ်လက်ရှိကျောင်းတက်နေတဲ့ကျောင်းသားတွေဆိုရင်တော့10%နှုန်း short သေးပေးမှာပါကျွန်တော်တင်တန်းလေးစီကိုတကယ်ချင်းတယောက်ကလာ join ဖို့ကူညီပေးမယ်ဆိုရင်တော့30%နှုန်းထိ short သေးပေးမှာဖြစ်ပါတယ်တင်တန်းကာလလေးကတော့ lifetime ဖြစ်တာမို့ကျောင်းတစ်ဖက်နဲ့မအားရင်တော့အားတဲ့အချိန်မှာလေ့လာလို့ရမှာပါအဲ့တော့ခုအတွက်တကယ်လိုအပ်တဲ့ video editing တွေ script writing တွေအပြင် recap ကိုဘယ်လိုလုပ်ရလဲဆိုတာကိုသိချင်ရင်တော့အခုပဲဆက်သွယ်လိုက်ပါ